ကျွန်တော်တို့လက်ရှိသုံးနေတဲ့ Windows 10 ကလာမယ့်အောက်တိုဘာ14 2025မှာ Microsoft ကနေ Official Support ရပ်ဆိုင်းတော့မှာပဲဖြစ်ပါတယ်။ဆိုလိုတာကကျွန်တော်တို့အဲ့နောက်ပိုင်း Microsoft က Windows 10 အတွက် Security Update တွေ Feature Update တွေ Bug Fix တွေနဲ့အခြားသော Technical Support တွေကိုကျွန်တော်တို့တစ်ခုမှထပ်ရတော့မှာမဟုတ်ပါဘူး။ Windows 11 တင်ဖို့ Microsoft ကသတ်မှတ်ထားတဲ့ requirement နဲ့ကိုက်ညီတဲ့ set တွေဥပမာအားဖြင့် Intel ဘက်မှာဆိုရင် 8 Gen နဲ့အထက် AMD ဘက်မှာဆိုရင် Ryzen 2000 series နဲ့အထက် set တွေမှာဆိုရင်2021-2022 လောက်ကတည်းက Windows Update မှာအခုလိုမျိုး Windows 11 is ready ဆိုပြီးတော့ကျွန်တော် Windows 11 ကိုတင်ဖို့တစ်ခါတည်းထည့်သွင်းပေးခဲ့ပါတယ်။အဲ့တဲက Windows 11 ကိုတင်လိုက်တဲ့လူတွေလည်းရှိသလိုကျွန်တော်တို့လိုမျိုး picket ကတ်နဲ့ State of Windows 10 for now ဆိုတာလေးနှိပ်ပြီးတော့ Windows 10 ကိုအခုချိန်ထိသုံးနေတဲ့လူတွေလည်းရှိပါတယ်။အဲ့လိုတွေအတွက် Windows 10 ကလာမယ့်အောက်တိုဘာ14ရက်နေ့မှာ Online ဖြစ်တော့မှာဖြစ်ပြီး Security ဘိုင်းနဲ့ပတ်သက်ပြီးတော့ကြိုပြီးတော့ပြင်ဆင်ရရှိတာပြင်ဆင်လို့ရအောင်လို့ just a remind လုပ်ပေးတာဖြစ်ပါတယ်။ Okay ဒါဆိုရင်ဗီဒီယိုလေးဆက်သွားလိုက်အောင်။အခုဒီဗီဒီယိုမှာတော့ Windows 10 ကနေ Windows 11 clean installation ပြန်တင်ခြင်းတဲ့လူတွေအတွက်ဒါမှမဟုတ်ကိုသုံးနေတဲ့ Windows 11မှာပဲ system error ဖြစ်နေတာvirus တွေဝင်နေတာဒါမှမဟုတ်လည်းဆက်လေးနေလို့ Windows ပြန်တင်ခြင်းတဲ့လူတွေအတွက် Windows 11 တင်နည်းလေးကိုဒီဗီဒီယိုမှာအသေးစိတ် sharing လုပ်ပေးထားပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးစလိုက်ရအောင်။ Okay Windows 11 တင်ဖို့လိုအပ်တာတွေအရင်ပြောလိုက်အောင်။ဒီနေရာမှာကျွန်တော်က hardware နဲ့ software ဆိုပြီးတော့ category နှစ်ခုခွဲပြီးတော့ကျွန်တော်ပြပြမှာဖြစ်ပါတယ်။ hardware မှာဆိုရင်ကျွန်တော်တို့ Windows တင်ရမယ့်ကွန်ပျူတာရယ်ပြီးတော့ USB stick တစ်ချောင်းလိုပါမယ်။အဲ့ဒီ USB stick ကအနည်းဆုံး8 GB နဲ့အထက်ဖြစ်ရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တင်ရမယ့် Windows file နဲ့တွေ5 GB ကျော်လို့ပါ။ကျွန်တော်တို့နောက်ဆုံးထွက်လာတဲ့ Windows 11 Update 25H2 ဆိုရင် file size နဲ့တွေ7 GB ကျော်တော့တွေ့ရပါတယ်။အဲကြောင့်မို့ကျွန်တော်တို့ USB stick ကအနည်းဆုံး8 GB နဲ့အထက်ဖြစ်ရပါမယ်။60 GB ဆိုရင်တော့ပိုကောင်းတာပေါ့။ကျွန်တော်တို့ software ဖက်မှာဆိုရင် Windows ISO file နဲ့နောက်တစ်ခုက Rufus ဆိုတဲ့ software လေးလိုပါမယ်။အဲ့ဒီ software လေးက Windows တင်ဖို့အတွက် bootable stick လုပ်တဲ့အခါမှာသုံးရတဲ့ software လေးပါ။ Okay ဒါဆိုရင်ကျွန်တော်တို့မှာ Windows တင်မဲ့ set ရယ် USB stick ရယ်ရှိနေပြီဆိုတော့နောက်ထပ်လိုတဲ့ Windows ISO file နဲ့ Rufus software လေးကို download လုပ်ရမှာဖြစ်ပါတယ်။အဲဆိုကျွန်တော်တို့ Windows ISO file ကိုအရင် download လုပ်လိုက်ရအောင်။ကျွန်တော်တို့ Chrome ထဲကိုဝင်မယ်။ပြီးရင် search မှာ Windows 11 ISO download ဆိုပြီးတော့ရိုက်ရှာလိုက်မယ်ပြီးတော့ဒီ website ထဲကိုဝင်မယ်ပြီးရင် scroll လေးဆွဲပြီးတော့ select download ဆိုတဲ့နေရာမှာ Windows 11 multi additional ISO ကိုရွေးလိုက်ပါမယ်ပြီးရင် confirm လုပ်မယ်ခဏစောင့်ပြီးတော့ language နေရာမှာ English United States ကိုရွေးလိုက်ပါမယ်ပြီးရင် confirm ကိုထပ်နှိပ်ပါမယ်ပြီးရင် 64-bit download ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပြီးတော့ download လုပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ new tab ဖိတ်ပြီးတော့ search မှာ Rufus ဆိုပြီးတော့ရိုက်ရှာလိုက်မယ်ပြီးရင်ဒီ website ထဲကိုဝင်မယ်ပြီးရင် scroll နည်းနည်းဆွဲပြီးတော့ဒီပြထားတဲ့ဟာလေးကိုနှိပ်ပြီးတော့ down လိုက်ပါမယ်နောက်ခုစလုံး download လုပ်တာပြီးတဲ့အထိခဏစောင့်ဝေးရပါမယ်ပြီးရင်တော့ကျွန်တော်တို့ download folder ထဲဝင်လိုက်လို့ရှိရင်ခုလိုမျိုး Windows ISO file နဲ့ Rufus ဆိုပြီးတော့ file နှစ်ခုတွေ့ပါလိမ့်မယ်ကျွန်တော်တို့ Rufus ကို double click နဲ့ဖွင့်လိုက်ပါမယ်Okay ဒါဆိုရင်ကျွန်တော်တို့ USB stick ကိုထိုးလိုက်ရအောင်wait ခဏလေးဒီနေရာမှာကျွန်တော်တို့ထိုးရမယ့် USB stick က data မရှိတဲ့ stick အလော့ဖြစ်ရပါမယ်ရှင်းရင်လဲ Rufus က bootable stick လုပ်လို့ရှိရင်အဲ့ထဲက data တွေကို auto ချက်ပေးသွားမှာပါ
Okay ကျွန်တော်တို့က computer ကို USB stick ထိုးလိုက်လို့ရှိရင်ဒီ device ဆိုတဲ့နေရာလေးမှာကျွန်တော်ရဲ့ stick ကိုလာပြပါတယ်ကျွန်တော်ရဲ့ USB stick က 16GB ဖြစ်တဲ့အတွက်ဒီနေရာမှာ USB stick 60GB လို့ပြနေပါတယ်ပြီးတော့ကျွန်တော်တို့အောက်နားလေးက select ဆိုတာလေးကိုနှိပ်လိုက်မယ်ဒီလိုမျိုးပေါ်လာလို့ရှိရင်တော့ကျွန်တော်တို့ download folder ထဲကခုနက download လုပ်ထားတဲ့ Windows ISO file ကိုရွေးပြီးတော့ OK နှိပ်လိုက်မယ်ပြီးရင်တော့ဒီ partition နေရာမှာ GPT လား MBR လားရွေးရမှာပါဒီနေရာမှာတတိထားမှာက Windows 11 တင်ဖို့ဆိုရင်ကျွန်တော်တို့ဆက်က GPT ဖြစ်ရမှာပါ MBR ဆိုရင်တော့ Windows 11 တင်လို့ရမှာမဟုတ်ပါဘူးအဲ့တော့တက်ပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့ဆက်က GPT လား MBR လားဆိုတော့ကိုတစ်ချက်စစ်ကြည့်လိုက်အောင်ကျွန်တော်တို့ Windows Search မှာ Disk Management ဆိုပြီးတော့ရိုက်ရှာလိုက်မယ်ပြီးရင်တော့အခုပြထားတဲ့လေးကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ရဲ့ computer disk နဲ့ထိုးထားတဲ့ USB stick ကိုပြပါလိမ့်မယ်ကျွန်တော်စီမှာတော့ disk 1နဲ့ disk 2ဆိုပြီးတော့ပြနေပါတယ်အခြားဆက်တွေမှာတော့ disk 0နဲ့ disk 1ဆိုပြီးတော့လည်းပြပါတယ်အဲ့ဒီနှစ်ခုက storage ကြည့်ုံနဲ့သိတာပါတယ်ကျွန်တော်ဆက်မှာကတော့ disk 1က computer ထဲက main disk ဖြစ်ပြီးတော့ disk 2ကကျွန်တော်ရဲ့ထိုးထားတဲ့ USB stick ဖြစ်ပါတယ်ကျွန်တော်တို့ main disk ဖြစ်တဲ့ disk 1ပေါ် left click ထောက်လိုက်ပါမယ်ပြီးရင် properties ကိုနှိပ်မယ်ပြီးရင် volume okay ဒီနေရာမှာ partition style က GPT လို့ပြနေပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဆက်က GPT ဖြစ်ပါတယ်ဒါလေးကိုပြန်ပေးလိုက်ပါမယ်ကျွန်တော်တို့ခုနက partition နေရာမှာ GPT ပဲထားလိုက်ပါမယ်ဒီ volume level နေရာမှာတော့ကျွန်တော်တို့ stick ကိုနာမည်တစ်ခုခုပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့မှတ်ရလွယ်အောင်လို့ W11 လို့ပဲနာမည်တိုးကောက်ပေးပြီးတော့အဲ့နာမည်လေးကိုမှတ်ထားလိုက်ပါမယ်ကျွန်တော်တို့ကျန်တာကိုဒီတိုင်းထားပြီးတော့ start ကိုနှိပ်လိုက်ပါမယ် Okay ဒါမျိုးလေးပေါ်လာရင်တော့အပေါ်က remove ဆိုတာလေးနှစ်ခုနဲ့အောက်က disable ဆိုတာလေးနှစ်ခုကိုအမှန်ချင်းချစ်ထားလိုက်မယ်ပြီးရင်ကျွန်တော်တို့ Okay နှိပ်လိုက်ပါမယ်ဒီနေရာမှာသူပြောတာကကျွန်တော်တို့ရဲ့ state ထဲမှာ data ရှိရင်ပြတ်ပါမယ်ဆိုပြီးတော့ warning ပြတာပါ Okay ကိုထပ်နှိပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့100ရာခိုင်နှုန်းပြည့်တဲ့အထိခဏစောင့်ပေးရပါမယ်ဒီလိုမျိုးလေး ready ဆိုတာလေးပေါ်လာလို့ရှင်တော့ကျွန်တော်တို့ stick က Windows တင်လို့ရမယ် bootable USB stick ဖြစ်သွားပါပြီဒါဆိုရင်ကျွန်တော်တို့ဒီ software လေးကိုပိတ်လိုက်မယ်ပြီးတော့ကျွန်တော်တို့ Windows တင်တော့မှာဖြစ်တဲ့အတွက်အခြားဖွင့်ထားတဲ့ software တွေရှိရင်လည်းအကုန်လုံးလိုက်ပိတ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ Windows Search မှာ Advanced Status ဆိုပြီးတော့ရိုက်ရှာပြီးတော့ဝင်လိုက်ပါမယ်Okay ပြီးရင်တော့ကျွန်တော်တို့ restart now ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ကျွန်တော်တို့ခဏစောင့်ပြီးရင်တော့ဒါမျိုးလေးပေါ်လာပါလိမ့်မယ်ဒီနေရာမှာကျွန်တော်တို့က user device ဆိုတာကိုကျွန်တော်တို့နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ EFI USB device ဆိုတာကိုကျွန်တော်တို့ထပ်နှိပ်လိုက်ပါမယ်ခဏစောင့်ပြီးရင်တော့ဒီနေရာမှာကျွန်တော်တို့ကနှစ်ခုစလုံးကိုအင်္ဂလိပ် United States ပဲထားပြီးတော့ next ကိုထပ်နှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ keyboard မှာလည်း US လို့ပဲထားပြီးတော့ next ကိုထပ်နှိပ်ပါမယ်ပြီးရင်ကျွန်တော်တို့ I agree ကိုအမှန်ချစ်မယ် next ကိုထပ်နှိပ်မယ်ပြီးရင် I don't have a product key ကိုနှိပ်လိုက်ပါမယ်ကျွန်တော်တို့ခဏစောင့်ပြီးရင်တော့ဒီနေရာမှာကျွန်တော်တို့ Windows 11 Pro ရွေးမယ်ပြီးရင် next ကိုနှိပ်မယ်ပြီးရင် accept ကိုနှိပ်မယ်ဒီနေရာမှာကျွန်တော်တို့က Windows တင်ရမယ့် drive ကိုရွေးရမှာပါကျွန်တော်စီမှာတော့ disk 0နဲ့ disk 1ဆိုပြီးတော့ပြနေပါတယ်တစ်ခုက USB stick ဖြစ်ပြီးတော့တစ်ခုက storage drive ဖြစ်ပါတယ် disk 0မှာကျွန်တော်နာမည်ကြည့်လိုက်လို့ရှိရင် W11 လို့ရေးထားတဲ့အတွက် disk 0ကကျွန်တော်တို့ရဲ့ USB stick ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ disk 1က partition တွေအကုန်လုံးကိုကျွန်တော်တို့ဖြတ်ရမှာပါတကယ်လို့ကျွန်တော်တို့မှာ data ရှိလို့ခြံခဲ့စေချင်တယ်ဆိုလို့ရှိရင်တော့data ရှိတဲ့ partition ကိုခြံပြီးတော့ကျန်တာကိုဖြတ်ရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ partition နှစ်ခု C နဲ့ D မှာကျွန်တော်တို့ D ကို data လို့နာမည်ပေးထားလို့ရှိရင်အဲ့နာမည်ပေးထားတဲ့နာမည်နဲ့တူတဲ့အဲ့ data ဆိုတဲ့ partition တစ်ခုကိုခြံပြီးတော့ကျန်တဲ့ disk 1က partition တွေအကုန်လုံးဖြတ်လိုက်လို့ရပါတယ်ကျွန်တော်ရှိမှာကတော့ data ကမရှိတဲ့အတွက် disk 1ရဲ့ partition အကုန်လုံးဖြတ်လိုက်ပါမယ်
ဒါဆိုရင်တော့ကျွန်တော်တို့ this one က partition in column ဖြတ်လိုက်လို့ရှိရင်ခုလိုမျိုး unallocated space ဆိုပြီးတော့ this one ကတစ်ခုတည်းပေါင်းသွားပါလိမ့်မယ်အဲ့ this one တစ်ခုတည်းကျန်လို့ရှိရင်တော့အဲ့ this one ကိုရွေးပြီးတော့ကျွန်တော်တို့ list ကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ install ကိုထပ်နှိပ်ပါမယ်ကျွန်တော်တို့100%ပြည့်တဲ့အထိခဏစောင့်ပေးရပါမယ်အခုလိုမျိုးပေါ်လာလို့ရှိရင် United States ကိုပဲရွေးပြီးတော့ yes ကိုနှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ keyboard layout ကိုလည်း US လို့ပဲထားပြီးတော့နှိပ်ကိုနှိပ်လိုက်ပါမယ်ကျွန်တော်တို့ပြီးရင် skip ကိုနှိပ်မယ်ဒီနေရာမှာကျွန်တော်တို့ computer ကိုနာမည်ပေးရမှာဖြစ်ပါတယ်နာမည်ပေးပြီးသွားရင်တော့ကျွန်တော်တို့ next ကိုနှိပ်လိုက်ပါမယ် password ကိုဒီတိုင်းအလွတ်ထားပြီးတော့ next ကိုပဲထပ်နှိပ်လိုက်ပါမယ် okay ကျွန်တော်တို့ခဏစောင့်ပြီးသွားပြီဆိုရင်တော့ခုလိုမျိုးလေးပေါ်လာပါလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ Windows တင်တာပြီးသွားပြီပဲဖြစ်ပါတယ် Windows တင်ပြီးတာနဲ့ကျွန်တော်တို့အရင်ဆုံးလုပ်အောင်မှာက setting ထဲမှာပေးတဲ့ Windows update တွေကိုလို့တင်ရမှာဖြစ်ပါတယ်ပြီးတော့ဒီ honor လေးက other option နဲ့ update ထဲကပေးတဲ့ driver update တွေကုန်တော့လည်းကျွန်တော်တို့တင်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ Windows 11တင်တာအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိစေတယ်ဆိုရင်တော့ channel subscribe လုပ်ထားဖို့မမေ့နဲ့เนาะကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆောင်ကြတော့ပေါ့ see you guys ပြီးတော့ Windows တက်ရော